တူရီရှင်ရှင်များအားလုံးပဲမင်္ဂလာပါနော်။လက်ပြန်လာမဲ့28ရက်5လ26ပေါ့နော်။ကြာတာပရိမနက်ခင်းအတွက်ပါနော်။မနက်ခင်းအတွက်ကိုအခုထိတ်စည်းလေးကိုအရင်ဦးဆုံးပြပေးမယ်နော်။ထိတ်ရဲ့ပိတ်ရဲ့ပဲဆက်သွားမယ်နော်။ထိတ်တွေပဲမှန်နေရပေါ့နော်ဒီနေ့ကိုပိတ်ကတော့တွဲနေတဲ့အတွက်ကြောင့်မရအောင်ဖြစ်နေရပေါ့နော်။အတန်လေးဆိုရင်လည်းတော့ဒီခံပေးကြပါနော်။ကဲဒီမှာ1ရယ်3ရယ်4ရယ်ပေါ့နော်3လုံးပေါင်းပါမယ်နော်1နဲ့3နဲ့ပေါင်းတော့4ရယ်4ရယ်ပေါင်းတော့ပေါင်းခြင်းက8ဆိုပြီးတော့ရထားတယ်နော်ပေါင်းခြင်း8ပါဒါဆိုရင်ဆက်သွားမယ်ဒီမှာ6နဲ့3ည3လုံးပေါင်းမယ်နော်6နဲ့2နဲ့ပေါင်းတော့8နောက်ဒီမှာနော်3ညနဲ့ထပ်ပေါင်းမယ်ဆိုတော့သူကပေါင်းခြင်း8ပဲရတယ်နော်ဒါဆိုရင်ပုံမှာပေါင်းခြင်း8ပေါင်းခြင်း8ပေါ့နော်ဒါဆိုရင်ဒီမှာရှိနေတဲ့3ရယ်8ရယ်ဒီမှာလာမယ်ထိတ်စီးတစ်လုံးရယ်ပေါ့နော်3လုံးပေါင်းမယ်ဆိုရင်ပေါင်းခြင်း8ပေါင်းခြင်း8ဆိုတဲ့အတွက်ကြောင့်မို့လို့သူလည်း3လုံးပေါင်းရင်ပေါင်းခြင်းက8ဖြစ်လာမယ်နော်အဲ့တော့3ရယ်8ရယ်ပေါင်းတော့1နောက်တစ်လုံးနဲ့ပေါင်းရင်8ဆိုတဲ့အတွက်ကြောင့်မို့လို့ညီမကခွန်ထည့်လိုက်မယ်နော်အဲ့တော့3ရယ်8ရယ်ပေါင်းတော့1ရယ်ခွန်ရယ်ပေါင်းတော့ဒီမှာပေါင်းခြင်းက8ဆိုပြီးတော့ရထားမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အခုဆက်ပြီးတော့သွားမယ်နော်အပိတ်ကိုသွားပါမယ်နော်အပိတ်ကိုပြပေးမယ်ဆိုတော့အပိတ်ကဒီမှာရှိတဲ့3 9 3ရယ်9ရယ်ပေါင်းတော့2နဲ့3နဲ့ပေါင်းတော့ပေါင်းခြင်းက9ဆိုပြီးတော့ရထားပါတယ်နော်ဒါဆိုရင်ဆက်သွားရအောင်နော်ဒီမှာ9ခွန်4နော်9ရယ်ခွန်ရယ်ပေါင်းတော့2နဲ့4နဲ့ပေါင်းတော့ပေါင်းခြင်းက6ဆိုပြီးတော့ရထားတယ်နော်9ပြီးတော့6ဆိုတော့သူကအောက်ကိုဆင်းရင်တပွင့်တိုးသွားတယ်ပေါ့နော်9 6ဒါဆိုရင်ဒီမှာလာမဲ့အပိတ်တစ်လုံးရယ်ဒီမှာရှိတဲ့9ရယ်ဒီမှာရှိတဲ့8ရယ်ပေါ့နော်3လုံးပေါင်းမယ်ဆိုရင်9ကိုတစ်တိုးတော့6ဆိုတော့သူကဒီမှာ6ကိုတစ်တိုးပြီးတော့ပေါင်းခြင်းက9ဖြစ်ကြမယ်နော်အဲ့တော့9ရယ်8ရယ်ပေါင်းတော့ပေါင်းခြင်းက3เนาะနောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဆိုတဲ့အတွက်ကြောင့်မို့လို့4ထည့်လိုက်မယ်9ရယ်8ရယ်ပေါင်းတော့3ရယ်4ရယ်ပေါင်းရင်ဒီမှာပေါင်းခြင်း9ဆိုတာကိုရလာပြီပေါ့เนาะခွန်4ဆိုပြီးတော့တစ်ကွက်ရပြီပေါ့เนาะခွန်ထိပ်စီးနဲ့4အပိတ်ပါเนาะဒါဆိုရင်အခုဒီဘက်မှာနောက်ထပ်ထိပ်စီးတစ်လုံးအပိတ်တစ်လုံးကိုတွားရအောင်เนาะ4 3 9ပါเนาะ3လုံးပေါင်းမယ်4 3ပေါင်းတော့ခွန်ရယ်9ရယ်ပေါင်းတော့ပေါင်းခြင်းက6ဆိုပြီးတော့ရှာတွေ့ထားပါတယ်เนาะဒါဆိုရင်ဆက်သွားမယ်နောက်တစ်ပင်က3ညခွန်ပေါ့เนาะ3ညပေါင်းတော့3ညခွန်နဲ့ပေါင်းတော့9ပဲရပါတယ်အောက်ကိုဆင်းရင်တပွင့်တိုးသွားမယ်6ပြီးတော့ခွန်ပေါ့เนาะဒါဆိုရင်ဒီမှာလာမယ်ထိပ်စီးတစ်လုံးရယ်ခွန်ရယ်9ရယ်3လုံးပေါင်းမယ်ဆိုရင်เนาะ6ကိုတစ်တိုးတော့ခွန်ကိုတစ်တိုးတော့ပေါင်းခြင်း8ဖြစ်ကြမယ်เนาะအဲ့တော့ခွန်နဲ့9နဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက2ရမယ်နောက်တစ်လုံးနဲ့ပေါင်းရင်8ဆိုတော့6ထည့်လိုက်မယ်နှလုံးပေါင်းတော့2နဲ့6နဲ့ပေါင်းရင်ဒီမှာလိုချင်တဲ့8ဆိုတာကိုရလာပြီပေါ့เนาะဒါဆိုလို့ရှိရင်6ထိပ်စီဆိုပြီးတော့ထိပ်စီကတစ်လုံးထပ်ပြီးတော့ရသွားပြီเนาะဒါဆိုရင်အခုအပိတ်ကိုသွားပါမယ်เนาะဒီမှာရှိတဲ့3ရယ်နှလုံးပေါင်းပါမယ်เนาะ3နဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက6ဆိုပြီးတော့ရထားပါတယ်ဒါဆိုရင်ဆက်ပြီးတော့သွားမယ်ဒီမှာ3ညနဲ့5နဲ့နှလုံးပေါင်းတော့သူကပေါင်းခြင်းက9ဆိုပြီးတော့ရထားတာဟုတ်ပြီเนาะဒါဆိုရင်အပေါ်မှာ6ပြီးတော့5ဆိုသူကအောက်ကိုဆင်းတော့တပွင့်ရော့သွားတယ်ဟုတ်ပြီเนาะဒါဆိုရင်6 5ဒီမှာလာမဲ့ခွန်ရယ်เนาะဒီမှာလာမဲ့အပိတ်တစ်လုံးရယ်ပေါ့เนาะနှလုံးပေါင်းမယ်ဆိုရင်6ကိုတစ်လျှော်တော့5ဆိုတော့5ကိုတစ်လျှော်ရင်နှလုံးပေါင်းရင်ပေါင်းခြင်းက4ဖြစ်ကြမယ်เนาะဒါဆိုရှိနေတာခွန်နောက်တစ်လုံးနဲ့ပေါင်းရင်4ဖြစ်ချင်တာဆိုတော့ခွန်ပဲထည့်မယ်ခွန်ပေါင်းရင်ဒီမှာနှလုံးပေါင်းခြင်း4ဆိုပြီးတော့ရလာမယ်เนาะဒါဆိုရင်ဒီမှာကခွန်ထိပ်စီ6ထိပ်စီ4အပိတ်ခွန်အပိတ်เนาะထိပ်နှလုံးအပိတ်နှလုံးစီရသွားပြီပေါ့เนาะဒါဆိုရင်ကိုဒီဘက်မှာတက်ပြီးတော့သွားမယ်เนาะဒီမှာရှိနေတာက1ဒီမှာက4 1နဲ့4နဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက9ဆိုပြီးရထားတယ်ဟုတ်ပြီเนาะဒါဆိုရင်
ကိုနောက်တစ်ပင်ကိုဆက်ပြီးတော့သွားမယ်ဒီမှာရှိနေတာက6ဒီမှာက3ညပေါ့နော်6နဲ့3ညနဲ့နှလုံးပေါင်းပါမယ်เนาะအဲ့တော့1နဲ့4နဲ့ပေါင်းတော့9 6နဲ့3ညနဲ့ပေါင်းတော့ပေါင်းခြင်းက6ဆိုပြီးတော့ရတာတယ်ဟုတ်ပြီเนาะဒါဆိုလို့ရှိရင်ဒီမှာ1နဲ့4နဲ့ပေါင်းတော့9 6နဲ့3ညနဲ့ပေါင်းတော့6ဆိုတော့သူကအောက်ကိုဆင်းရင်တစ်ပွင့်တိုးသွားတာပေါ့နော်အောက်ကိုဆင်းရင်တစ်ပွင့်တိုးသွားတာပါဒါဆိုရင်ဒီမှာဆက်သွားမှာက3ရဲ့ဒီမှာလာမယ်ထိပ်စီးတစ်လုံးရဲ့နှလုံးပေါင်းမယ်ပေါ့နော်အဲ့တော့ဒီမှာကနှလုံးပေါင်းရင်9ပြီးတော့6ဆိုတော့ဒီမှာ6ပြီးတော့ဘာဖြစ်ကြမလဲနှလုံးပေါင်းရင်ခွန်ဖြစ်ကြမယ်နော်ရှိနေတာ3ပေါ့နော်ခွန်ဖြစ်ချင်တာဆိုတော့တကြောင်ညီမတို့4ထည့်မယ်3 4ပေါင်းရင်မှာပေါင်းခြင်း9ဆိုတာကိုရလာပြီဟုတ်ပြီနော်ဒါဆိုရင်ပုတ်ပိတ်ကိုဆက်သွားပါမယ်နော်အပိတ်ကိုသွားမယ်ဆိုတော့အပိတ်ကကြတော့ဒီမှာရှိတာ3ဒီမှာရှိတာ3ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက6ဆိုပြီးတော့ရထားတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာရှိနေတာကနဲ့ဒီမှာက9နဲ့9နှလုံးပေါင်းတော့ပေါင်းခြင်းကခွန်ဆိုပြီးတော့ရတယ်ဟုတ်ပြီနော်ပေါင်းခြင်း6ပေါင်းခြင်းခွန်ဟုတ်ပြီနော်ခွန်ဒါဆိုရင်ပေါင်းခြင်းက10ဖြစ်ကြမယ်ဟုတ်ပြီနော်6ခွန်10တက်တိုးသွားတယ်ပေါ့နော်ဒါဆိုရင်10ဖြစ်ချင်တာဆိုတဲ့အတွက်ကြောင့်မလို့ရှိနေတာကလည်း10ပဲနောက်3နဲ့ပေါင်းရင်10ဆိုတဲ့အတွက်ကြောင့်ညီမတို့ပါထည့်မလဲ3ညထည့်လိုက်မယ်10နဲ့3ညနဲ့ပေါင်းရင်မတို့ချင်းနဲ့ပေါင်းခြင်း10ဆိုတာကိုရလာပြီပေါ့နော်ဒါဆိုရင်ညီမတို့အခုခဏလေးတွေထွဲကြည့်မယ်ပေါ့နော်ထိပ်စီးကခွန်ရယ်6ရယ်4ရယ်ပေါ့နော်ခွန်ရယ်6ရယ်4ရယ်ဆိုပြီးတွေ့ထားတာဟုတ်ပြီနော်အပိတ်သွားမယ်4ရယ်ခွန်ရယ်3ည4ရယ်ခွန်ရယ်3ညရယ်ဆိုပြီးတွေ့ထားတယ်ဟုတ်ပြီနော်ဒါဆိုရင်ခွန်ထိပ်စီးဖို့အရင်သွားမယ်ခွန်ထိပ်စီးကိုညီမတို့ကဒီမှာ4အပိတ်ပေါ့နော်ခွန်ထိပ်စီးကို4အပိတ်ခွန်4ခွန်ထိပ်စီးကိုခွန်အပိတ်ဆိုတော့ခွန်ပေါ့နော်ခွန်ထိပ်စီးကို3ညပိတ်သွားတော့ခွန်3ညနောက်တစ်ခါ6ထိပ်စီးရောက်သွားပြီ6ထိပ်စီးကို4အပိတ်6ထိပ်စီးကိုခွန်အပိတ်6ခွန်နဲ့ပေါ့နော်6ထိပ်စီးကို3ညအပိတ်60ဒီခါ4နော်4တလုံးကျန်တယ်4ကို4ထိပ်နဲ့4အပိတ်ဆိုတော့4ပေါ့နော်4ထိပ်စီကိုခွန်အပိတ်ဆိုတော့4ခွန်4ထိပ်စီကို3ညအပိတ်ဆိုတော့ဘာရမလဲညီမတို့ကို40ဆိုပြီးရသွားပြီဟုတ်ပြီနော်ကဏ္ဍလေးတွေရသွားပြီကဏ္ဍကအလုံးပေါင်း3 6 9ကွက်ပေါ့နော်ဒါဆိုရင်ညီမတို့အော်ကွက်ကဒီမှာရွေးချယ်နေကြတယ်မှာပဲနော်ပုံမှာတွဲပေးထားတဲ့ကဏ္ဍလေး3ကွက်ကတော့ပေါ့နော်ညီမကအော်ကွက်နေနဲ့ကစားမှာပါခွန်4ရယ်နော်ဒီမှာက6ခွန်ရယ်နောက်ပြီးတော့ဒီမှာက40ဆိုပြီးတော့ကဏ္ဍ3ကွက်ကိုနှစ်ဖြတ်နှစ်ခင်းတော့ပေါ့နော် main အော်အနေနဲ့ကစားမှာပါနော်ဒါကတော့ညီမရှာတွေ့တာညီမကြိုက်တာကိုဆက်ပြခြင်းဖြစ်ပါတယ်အကိုတို့မတို့ကတော့အကြိုက်တူမဲ့ကျန်တဲ့တမင်ဆိုရင်လိုက်ပြီးတော့ကစားကြပါအားလုံးပဲလာမဲ့ပတ်မှာနှစ်ဖြတ်မနဲ့ခင်းပေါ့နော် sorry နှစ်ဖြတ်မနဲ့ခင်းကြတာပဲနေမနဲ့ခင်းမှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါရနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်